မင်းညာကအိမ်မက်ထဲမှာကျွန်တော်မွေးထားတဲ့ခွေးလေးတည်သွားတာကိုအိမ်မက်မှတ်တယ်ဒါကကောင်းတဲ့လက္ခဏာလို့ယူဆလို့ရပေမဲ့ကျွန်တော်ခွေးလေးတာတကယ်တည်သွားခဲ့ရင်ဆိုတဲ့အထွေးကြီးဝင်လာခဲ့တယ်ဒါကကျွန်တော်သမီးပါသူ့နာမည်ကချစ်ချစ်ဒီဗီဒီယိုမှာချစ်ချစ်အတွက် special day လေးလုပ်ပေးမှာဖြစ်ပါတယ်special day ဆိုပေမဲ့လည်းသူများကလေးတွေလိုအကောင်းဆုံးသောအရာတွေမဟုတ်ဘဲနဲ့ကျွန်တော်တက်နိုင်တဲ့ဘက်ကသူသဘောကျတဲ့အရာတွေဖန်တီးမိမှာဖြစ်ပါတယ်နံပါတ်1ချစ်ချစ်ကကျွန်တော်နဲ့အတူစပိန်စီရသဘောကျတယ်သူကစပိန်စီလည်းအနေမနေဘူးမြင်မြင်လေးမှကြိုက်တာပြီးရင်လည်းပြန်မစင်းကျင်တော့နံပါတ်2ပြေးပါကစားရတာသဘောကျတယ်ချိန်တန်လာရင်နှုတ်ဆက်ရမယ်ဒီတိုင်းပဲတဲ့ဆောင်ရချိန်လာတော့ကွယ်ချင်းချန်နေတဲ့တို့ရဲ့စိတ်တွေကြည်ကွယ်မောင်ဝင်လာတဲ့လမ်းတွေရုပ်ဝက်ထဲမှာဆိုသူကကလေးတွေနဲ့ဆော့ကျင်မိမဲ့သူကဆွာလို့ကလေးတွေကသူနဲ့မဆော့ကျင်ကြအောင်အဲ့တော့သူ့မှာအိမ်ထဲပဲနေရတယ်ဒါနဲ့သူကရုပ်ဝက်တွေကအတော်ကြီးတွေနဲ့တော့တဲ့တယ်မနက်ခင်းကျွန်တော်အဖဆုံးလောက်ရင် तू ကလိုက်ကူညီပေးတယ်နံပါတ်3ကြက်ကင်စားရတာသဘောကျတယ်နေ့တိုင်းကြက်ပြုတ်ဦးနဲ့ထမင်းစားရတာကြောင့်တစ်ခါတလေအပြင်စားအနေနဲ့ကြက်ကင်ဝယ်ကျွေးပေးပါတယ်ဒီနေ့သူ့ရဲ့ special day ဆိုတော့ဝယ်ကျွေးဖြစ်တယ်ပေါ့နံပါတ်4ချစ်ချစ်ကပီကြီးပီကြီးအတန်မီတဲ့အရုပ်တွေသဘောကျတယ်ကိုင်းလိုက်လို့အဲ့ရုပ်အတန်မမီတော့ရင်မဆော့တော့ဘူးဒါကြောင့်သူ့အတွက်အရုပ်လက်ဆောင်တစ်ခုဝယ်ပေးဖြစ်ပါတယ်ကျွန်တော်ဘွားအတွက်ချစ်ချစ်ဆိုတာခွေးတစ်ကောင်ထပ်ပို့ပါတယ်မိသားစုဝင်တယောက်ဆိုလည်းမမှားဘူးအတူရှိနေတဲ့ခဏလေးတွင်မှာသူ့ကိုပြောင်းထားခြင်းတယ်ကျွန်တော်ရဲ့အစင်မပြေမှုတွေကိုတခုမှပြန်မပြောပဲနားထောင်ပေးပြီးနေမကောင်းတဲ့အခါဆိုရင်လည်းအရေးတကြီးကြီးနဲ့ကြည်နေပေးတဲ့သူပါတခြားလူကြရင်ရည်နေမလားတော့မသိဘူးဖေဖေကိုချစ်လားဆိုတဲ့စကားကိုဘယ်တော့မှပြန်မပြောတဲ့တလိစံတစ်ခေါက်ကိုကျွန်တော်မေးမိနေတာပဲကျွန်တော်အတွက်ချစ်ချစ်ကတန်ရုံးတွေတစ်ချောင်းဆိုပေမဲ့သူ့အတွက်ကျွန်တော်ကကဘာကြီးတစ်ခုလေးဖြစ်နေနိုင်ပါတယ်